ဇကားအစမှာမိသားစုတစုကားမောင်းနေတဲ့ငြိမ်သက်တဲ့မြင်ကွင်းကိုပြသထားပေမဲ့ကားမတော်တဆမှုတစ်ခုကြောင့်သောမတ်ရဲ့အမေနဲ့ညီမဖြစ်သူဒီယန်တရာတို့အသက်ဆုံးရှုံးသွားပြီးကြေကွဲစရာဖြစ်ရဆိုအဖြစ်အလျင်မြန်ပြောင်းလဲသွားပါတယ်သောမတ်ကတော့အသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့အဲ့ဒီဖြစ်ရဆိုကသူ့ကိုခြောက်လက်နေပါတယ်သာသနာ့ဘောင်ဝင်ဖို့ပြင်ဆင်နေတဲ့သောမတ်ဟာသူ့ရဲ့ယုံကြည်ခြင်းနဲ့အတိတ်ကစိတ်တန်ရာတွေနဲ့ရုန်းကန်နေရပါတယ်ဖာသာယော်ဘီကသူ့ကိုအတွေ့အကြုံရှိနဆိုးနှင်ထုတ်သူဖာသာယန်တရားကိုအမှုအသစ်တစ်ခုမှာကူညီဖို့ခေါ်ပါတယ်တကိုယ်တော်မိခင်မာယာဟာသူ့ရဲ့ဆယ်ကျော်သက်သမီးကင်လာနဲ့ပြဿနာတွေရင်ဆိုင်နေရပါတယ်ကင်လာကမာယာရဲ့ဆိတ်ဆက်ထားသူဒန်နစ်ကိုမကြိုက်ပါဘူးကင်လာနဲ့သူ့သူငယ်ချင်းတွေဟာဝိညာဉ်တွေနဲ့ဆက်သွယ်ဖို့တားမြစ်ထားတဲ့ဂျယ်လန်ကွန်းအစီအရင်ကိုပြုလုပ်ကြပါတယ်အစီအရင်မှားယွင်းသွားပြီးကင်လာကိုနဆိုးပုကတ်ချင်းရဲ့အစဖြစ်လာပါတယ်ကင်လာရဲ့အပြုအမူတွေဟာပိုပြီးထူးဆန်းလာကအကြမ်းဖက်လာပါတယ်သူမဟာတချင်းပုံပြက်နေတဲ့အတန်တွေနဲ့ပြောဆိုခြင်းတဘာဝလုံခွန်အားတွေပြသခြင်းတို့ကြောင့်မာယာကိုထိတ်လန့်စေပါတယ်မိုးတက်မုန်တိုင်းကျနေစဉ်မှာနဆိုးတကောင်ကကင်လာကိုတိုက်ခိုက်ပါတယ်မာယာဟာသူ့သမီးကိုကိုနာကျင်အောင်လုပ်ပြီးအပြစ်သားများလို့အော်ဟစ်နေတဲ့ထူးဆန်းတဲ့အခြေအနေမှာတွေ့ရှိခဲ့ရသလိုကင်လာဟာနဆိုးတီလာရှင်တစ်ပါးကိုလည်းမြင်အောင်လာပါတယ်သောမတ်ကစီလာကိုတေချောင်းကြံစီသွားတဲ့အကြောင်းကျောင်းမှာကြီးညာပါတယ်အဲ့ဒီနောက်ကင်လာကိုအိမ်ပြန်ဖို့ပေးစဉ်မှာကင်လာဟာထူးဆန်းစွာရေမောပြီးသူ့ခေါင်းကိုကားမှန်နဲ့စောင့်နေတာကိုတွေ့ရပါတယ်ဖာသာယော်ဘီနဲ့သောမတ်တို့ဟာကင်လာကိုအင်အားကြီးတဲ့အမောင်ထုပူးကတ်နေပြီဆိုတာသိသွားကြပါတယ်ဖာသာယန်တရားကတခြားကောင်လေးတစ်ယောက်ကိုနဆိုးနှင်ထုတ်ပေးခဲ့တဲ့အတိတ်ကဖြစ်ရတစ်ခုကိုလည်းပြသထားပါတယ်ကျောင်းမှာစာမေးပွဲဖြေနေတုန်းကင်လာဟာသူ့ကိုယ်သူဘောပင်နဲ့ထိုးပါတယ်သောမတ်ကသူ့ကိုနှစ်သိမ့်ပေးပေမဲ့ကင်လာကစီလာသေးဆုံးမှုအတွက်သူ့ကိုယ်သူအပြစ်တင်နေပါတယ်မာယာကတော့တမီးဖြစ်သူအတွက်နှစ်သိမ့်ဆွေးနွေးမှုတွေလုပ်ဖို့ကြိုးစားပါတယ်သောမတ်ဟာတေဆုံးသွားတဲ့သူ့ညီမရဲ့ကြောက်စရာကောင်းတဲ့ပုံရိပ်ကိုမြင်တွေ့ရပါတယ်ကင်လာကိုကူညီဖို့ဆုံးဖြတ်လိုက်တဲ့သောမတ်ဟာဖာသာယန်တရားစီမှာနဆိုးနှင်ထုတ်တဲ့နေလန်းတွေကိုတင်ယူပါတယ်မာယာဟာကင်လာကိုနှစ်သိမ့်ပေးနေတော့မှန်ထဲမှာနဆိုးပုံရိပ်ကိုမြင်လိုက်ရပါတယ်သောမတ်ယန်တရားနဲ့စစ်စတာအိန္ဒိယတို့ဟာနဆိုးနှင်ထုတ်ဖို့အတွက်အင်ကိုရောက်ရှိလာကြပါတယ်ကင်လာကိုပထမအကြိမ်နဆိုးနှင်ထုတ်တာဟာအလွန်ပြင်းထန်ပါတယ်နဆိုးတာကဲကသောမတ်ရဲ့အတိတ်ကကြာရှုံးမှုတွေကိုလောင်ပြောင်ပေမဲ့သူတို့ဟာနဆိုးကိုခိတ္တနှိမ်နှင်းနိုင်ခဲ့ပါတယ်မာယာဟာကင်လာရဲ့ဒိုင်ယာရီနဲ့ဝတ်ထားတဲ့အယုတ်ကိုတွေ့ရှိသွားပြီးသူ့သမီးဟာမော်အတက်တွေနဲ့ပတ်သက်နေတာကိုသိလိုက်ရပါတယ်သောမတ်ကတော့သာသနာ့ဘောင်မှာသူ့ရဲ့ရည်မှန်းချက်အသစ်ကိုတွေ့ရှိသွားပါတယ်ညဘက်မှာကင်လာရဲ့အခြေအနေပိုဆိုးလာပါတယ်ဒန်နှစ်ရောက်လာပြီးသူတို့လမ်းခွဲရတာဟာကင်လာကြောင့်လို့အပြစ်တင်ပေမဲ့မာယာကသူ့သမီးကိုကာကွယ်ဖို့ဒန်နှစ်ကိုလျှက်စစ်တုံးနဲ့ရို့ပြီးမောင်းထုတ်လိုက်ပါတယ်မာယာဟာသူ့ရဲ့အတိတ်ကရှိုးဝက်ချက်တွေကိုဖာသာယန်တရားကိုဖွင့်ဟောဝင်ခံပါတယ်တစ်ချိန်တည်းမှာပဲယန်တရားဟာချက်အန်စာတဲကလီဂျီယန်လို့ခေါ်တဲ့နဆိုးအုပ်စုတွေပြန်လာမဲ့အကြောင်းသတိပေးချက်ကိုတွေ့ရှိသွားပါတယ်လမ်းမပေါ်မှာပူးကတ်ခံထားရတဲ့ကင်လာကဖာသာယန်တရားကိုတိုက်ခိုက်တက်ဖြတ်လိုက်ပါတယ်သောမတ်နဲ့ဖာသာယော်ဘီတို့ဟာသူတို့ရင်ဆိုင်နေရတာနဆိုးတကောင်နဲ့မဟုတ်ပဲနဆိုးအုပ်စုကြီးဖြစ်နေတာကိုသိလိုက်ရပါတယ်သောမတ်ဟာမာယာရဲ့အိမ်မှာနောက်ဆုံးနဆိုးဇာဘာနဲ့အကျိတ်အနေတိုက်ပွဲဝင်ပါတယ်သူ့ရဲ့ယုံကြည်ခြင်းနဲ့တင်ယူခဲ့တဲ့နေလန်းတွေကိုအသုံးပြုပြီးကင်လာရဲ့ကိုယ်ထဲကနဆိုးတွေကိုအောင်မြင်စွာနှင်ထုတ်နိုင်ခဲ့ပါတယ်ကင်လာကိုကယ်တင်နိုင်ခဲ့ပြီးနောက်သောမတ်ဟာနဆိုးနှင်ထုတ်သူအဖြစ်ဆက်ရှိနေဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ထပ်အကူအညီတောင်းတဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကိုလက်ခံရရှိရင်းနဲ့ဇကားဟာပြီးဆုံးသွားပါတယ်